ပြီးသေးတော့နောက်ထပ်ဖြည့်ရှင်းချက်လေးတစ်ခုနော်နောက်ထပ်ဖြည့်ရှင်းချက်လေးတစ်ခုကဘာလဲဆိုတဲ့အခါကျတော့ဒီနေ့ဗီဒီယိုလေးထဲမှာပဲကျိုးပဲ့နေတဲ့စင်တုတော်တွေရှေ့မှာစုတောင်းတဲ့အချိန်မှာစင်တုတော်တွေမဟုတ်ဘူးရုပ်တုတွေရှေ့မှာစုတောင်းတဲ့အချိန်မှာအဲ့အရုပ်တွေကဘာအဖြေမှပြန်မပေးခဲ့ဘူးအဲ့အရုပ်တွေဟာဘာမှပြန်မပြောခဲ့ဘူးဆိုတဲ့စကားအဲ့ဒီစကားကိုကျွန်မဖြည့်မယ်နော်အယုတ်တွေကိုရှစ်ခိုးတယ်အယုတ်တွေရှေ့မှာသွားပြီးတော့မှဆူတောင်းတယ်အဲ့ဒီအယုတ်တွေဟာဘာမှအဖြေမပေးခဲ့ဘူးလို့ဒီလိုလေးပြောတယ်ငတိသားကကျွန်မအဲ့ဒါအခုဖြေမယ်နော်ဆိုတော့ကျွန်မတို့ဗုဒ္ဓဘာသာဟာပုံတော်ကိုကိုးကွယ်တာမဟုတ်ဘူးဂုံတော်ကိုကိုးကွယ်တာโอเคနော်ပုံတော်ကိုကိုးကွယ်တာမဟုတ်ဘူးဂုံတော်ကိုကိုးကွယ်တာပုံတော်ဆိုတာကအာယုံပြုတ်ဖို့ထင်ရှားတဲ့အမှတ်သားအနေနဲ့ကျမတို့ကတီထားပြီးတော့မှကိုးကွယ်ကြတာဟုတ်ပြီနော်အဲ့တော့တီထားကိုးကွယ်တယ်ဆိုတဲ့နေရာမှာလေကျမတို့ကလက်လွတ်စပယ်နဲ့အုတ်တွေကိုပုံပြီးတော့မှကျမတို့ကကိုးကွယ်လိုက်တာမျိုးမဟုတ်ဘူးနော်အုတ်တွေကိုပုံပြီးတော့မှကျမတို့ကအုတ်ပုံကြီးဆိုပြီးတော့မှဟာအုတ်ပုံကြီးကိုထိုင်ပြီးတော့မှရှစ်ခိုးလိုက်တာမျိုးမဟုတ်ဘူးအနှစ်သာရတွေရှိတယ်အဓိပ္ပာယ်တွေရှိတယ်ကျမတို့တွေကနော်သူရဲ့ကန့်သက်ချက်တွေနဲ့သူရဲ့ပုံမှန်တံတန်တွေရှိတယ်အဲ့တော့ကျမတို့တွေကဒီစင်းတူတော်တွေဇေဒီတွေဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျမတို့ကစင်းတူတော်တွေဇေဒီတွေမှာဓာတုဇေဒီဓမ္မဇေဒီပရိဘောဂဇေဒီဩဒိတဇေဒီပါရဇေဒီဆိုပြီးတော့မှရှိတယ်ကျမတို့ဓာတုဇေဒီဆိုတာကဖျားရှင်ရဲ့ဓာတ်တော်မွေတော်တွေနဲ့တည်ထားကိုးကွယ်တာဌာပနာပြီးတော့မှဓမ္မဇေဒီဆိုတာတရားတွေဓမ္မခဏတွေစသဖြင့်ဒီယာတွေနဲ့ဌာပနာပြီးတော့မှတည်ထားကိုးကွယ်တာပရိဘောဂဇေဒီဆိုတာဖျားရှင်ရဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့တည်ထားကိုးကွယ်တာဥပမာကျမတို့ရွှေတကုံဇေဒီတော်ကြီးဆိုတာဆိုရင်ဒါကျမတို့ဖျားရှင်ရဲ့ဓာတ်တော်မွေတော်ဖျားရှင်ရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့ပေါ့နော်ဖျားရှင်ရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့ကျမတို့ဖျားရှင်ရဲ့ခုနပြောတဲ့ရေသနုတ်တော်တို့တောင်မွေးတော်တို့စသဖြင့်နော်ဒါမျိုးကိုခေါ်တာဩဒိတဇေဒီဆိုတော့ဖျားရှင်ကိုစားကျမတို့ရုပ်တုစင်တုတော်အနေနဲ့ဒါဩဒိတဇေဒီဆိုတာရုပ်ပွားတော်ကြီးတွေသိလားဒါဆိုဒါဩဒိတဇေဒီပေါ့ပါရဇေဒီဆိုတာဖျားရှင်ရဲ့ဆက်လက္ခဏာတော်တွေအဲ့တော့ဇေဒီတော်တွေဆိုတာဒီလိုမျိုးအကြောင်းချင်းရာတွေနဲ့ကျမတို့ကပူဇော်ကြပါတယ်ကျမတို့ဗုဒ္ဓဘာသာဝင်တွေကအဲ့တော့အဲ့လိုမျိုးပူဇော်တယ်ဆိုတဲ့နေရာမှာအယုတ်တွေရှေ့မှာထိုင်ပြီးတော့မှဆူတောင်းတဲ့ချိန်မှာအဲ့ဒီအယုတ်တွေကဘာမှပြန်ပြီးတော့မှမပြောခဲ့ဘူးဆိုတော့အယုတ်ကိုကိုးခဲ့တာမဟုတ်ဘူးအုပ်ပုံကိုကိုးခဲ့တာမဟုတ်ဘူးဂုံတော်ကိုပုံတော်ကိုဂုံတော်မှတ်ပြီးတော့မှကိုးခဲ့တာဒီဇေဒီတော်ကိုရှစ်ခိုးလိုက်တာဒီအုပ်ပုံကြီးကိုရှစ်ခိုးတာမဟုတ်ဘူးကျမတို့ကနော်အော်မြတ်စွာဘုရားဆိုတဲ့ကိုဘွားမြတ်စွာဘုရားဆိုတဲ့အရေးအငွေ့မြတ်စွာဘုရားဆိုတဲ့အငွေ့အသက်ကိုကျမတို့ကအာယုံပြုတ်ပြီးတော့မှအော်ဒီပုဂ္ဂိုလ်ကြီးရဲ့အငွေ့အသက်တွေရှိတဲ့အရာနော်အော်ဒီပုဂ္ဂိုလ်ကြီးရဲ့ဘယ်လိုခေါ်မလဲကျမတို့ကအငွေ့အသက်တွေရှိနေတဲ့အရာပါလားဆိုပြီးတော့မှကျမတို့ကဒါကိုဦးချကတော့ပြီးတော့မှရီမန်းတာပုံတော်ကိုဂုံတော်မှတ်ပြီးတော့မှကျမတို့ကရီမန်းပူဇော်တာအုပ်ပုံကိုကြော့တာမဟုတ်ဘူးအဲ့တော့နောက်ထပ်မေးစရာတစ်ခုရှိမယ်နော်အဲ့ဒီမေးစရာဘာလဲဆိုရင်ဒီစင်းတူတော်တွေကိုပြုတ်လို့ပူဇော်ရမယ်လို့ဖယားကပြောခဲ့သလားဆိုတဲ့မေးခွန်းကျွန်မ comment တွေမှာတွေ့လို့ပါနော်နောက်တစ်ခါစင်းတူတွေကိုပူဇော်တာဟာသူရှိစဉ်ကလေးကလားသူမရှိမှလားကျွန်မဒီမေးခွန်းတွေလည်းတွေ့တယ်ကျွန်မကိုကတ်ဖဲ့ပြီးမေးထားတဲ့မေးခွန်းတွေကျွန်မဒါတွေလည်းတွေ့တယ်နော်ဆိုတော့စင်းတူတွေဇေဒီပြုတ်လို့ခွင့်ကိုလေတဲ့ဘလို့ပြုတ်လို့ခွင့်ရခဲ့တာလဲပေါ့စသဖြင့်ဒီလိုမေးခွန်းတွေကျွန်မတော်တော်များများလေးတွေ့ဆိုအနှစ်ချုပ်လိုက်မယ်နော်ဆိုတော့အနှစ်ချုပ်လိုက်မယ်မေးခွန်းကျွန်မမေးခွန်းလေးချရေးထားတာလေးရှိတယ်ဗုဒ္ဓကသူ့ကိုစင်းတူတွေပြုတ်လို့ပူဇော်ရမယ်လို့ပြောခဲ့ပါသလားနံပါတ်1မေးခွန်းနံပါတ်2မေးခွန်းစင်းတူတော်တွေကိုသူရှိစဉ်မှာပူဇော်တာလားသူမရှိခင်တည်းကပူဇော်တာလားဆိုတဲ့ဟာရဲ့အဖြေကိုကျွန်မအခုဖြေမယ်နော်ဆိုတော့အဲ့တော့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အခါမှာနေကနော်ဘုရားရှင်ကိုကြည်ညိုပူဇော်ကြတဲ့သူတွေကတော့မြတ်စွာဘုရားကိုပူဇော်တာပေါ့မြတ်စွာဘုရားကိုလူတန်းဆက်ကတ်တာပေါ့မြတ်စွာဘုရားကိုနော်မြတ်စွာဘုရားရှိတော့မြတ်စွာဘုရားလက်ထဲချွတ်ချင်းချင်းလေးတွေခုနလိုမျိုးပေါ့လူပဲပစ္စည်းလေးတွေခုနနဝကမ္မတွေစသဖြင့်ပေါ့လေကြောင်းတင်ကအကောင်ပရိဘောကအကောင်လုံးတွေမြတ်စွာဘုရားလက်ထဲကိုလက်ရောက်လှူလို့ရတာပေါ့အဲ့တော့မြတ်စွာဘုရားမြန်မရှိတော့ရင်โอเคနော်
ရီမန်းလှူဒန်းမှုရီမန်းပြီးလာကြတဲ့သူတွေကဘယ်လိုလှူရမလဲဆိုတဲ့အရာကိုအနာသပိန်တတိယတွားပြီးတော့မှသူကစဉ်းစားမိတယ်စဉ်းစားမိတဲ့ခါကျတော့ဒါဆိုရင်မြတ်စွာဘုရားရှိစဉ်နေရတော့မြတ်စွာဘုရားကိုတော့ရှောက်ထားပြီးတော့မှဒါအဖြေတစ်ခုတောင်းမှဖြစ်မယ်ဆိုပြီးရှင်အာနန္ဒာကိုရှောက်တယ်မြတ်စွာဘုရားရှိတော့မြတ်စွာဘုရားကိုလှူလို့ရတယ်နော်မြတ်စွာဘုရားမရှိတဲ့အချိန်တပည့်တော်တို့ဘယ်လိုလှူရမလဲတရားကိုဒီတရားကိုဒီတရားကိုဘယ်လိုလှူရမလဲလို့ဒီလိုရှောက်တဲ့အချိန်မှာရှင်အာနန္ဒာကလည်းဒီကိစ္စကိုမြတ်စွာဘုရားနဲ့တွေ့တော့ရှောက်တင်တဲ့မြတ်စွာဘုရားကိုဒါတင်ပြတာပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်တင်ပြတာပေါ့နော်သတင်းပို့တာပေါ့မြတ်စွာဘုရားသတင်းပို့တဲ့ခါကျတော့မြတ်စွာဘုရားကလှူဒန်းပူဇော်လို့ရတဲ့သူမရှိရင်လည်းလှူဒန်းပူဇော်လို့ရတဲ့အရာ၃မျိုးကိုမိန့်ခဲ့တယ်နံပါတ်1ဓာတ်တော်မွေတော်တွေကိုပူဇော်လို့ရပါတယ်တဲ့ငါဖျားမရှိတော့ရင်ငါဖျားရဲ့ကိုကဖြစ်တဲ့ဓာတ်တော်တွေမွေတော်တွေကိုပူဇော်လို့ရပါတယ်တဲ့အဲ့တော့ကျမတို့ကဖျားကနေဖြစ်လာတဲ့ဓာတ်တော်တွေမွေတော်တွေကိုကျမတို့ကပူဇော်ဖို့အတွက်ကိုဖျားရဲ့အသွေးတော်တွေအသားတော်တွေဓာတ်တော်တွေဒီတိုင်းကျမတို့ကဒီလိုလှုပ်လိုက်လို့မရဘူးလေဟုတ်လားအဲ့တော့အဲ့ဒါကိုထာပနာသွင်းပြီးတော့မှလေးတန်းမိုးတန်းရေတန်းကျန်မျိုး၅ပါးတန်းအဖက်ဖက်ကတော့ဒဏ်တွေကိုကာကွယ်ဖို့အတွက်ကိုကျမတို့ကအဲ့တော့လုံခြုံမှုအတွက်ကျမတို့ကဒီဓာတ်တော်တွေမွေတော်တွေကိုထာပနာပြီးတော့မှဇေဒီအနေနဲ့တည်ပြီးတော့မှကျမတို့ကပူဇော်ကြတယ်ကိုးကွယ်ကြတယ်နော်ရုပ်တုဇေဒီကိုတဲ့နံပါတ်1မြတ်စွာဘုရားရဲ့အတုံးဆောင်တွေကိုတဲ့ငါဘုရားရဲ့အတုံးဆောင်တွေကိုလည်းမင်းတို့ပူဇော်ကိုးကွယ်ပူဇော်လို့ရတယ်မြတ်စွာဘုရားရဲ့အတုံးဆောင်တွေအခုကျွန်တော်တို့ဥပမာအားဖြင့်ရွှေကုံဘုရားကြီးကရေတနုတ်တော်တောင်မွေးတော်စသဖြင့်ဒီလိုမျိုးတွေနော်ခုနလိုစံတော်တွေအန်တော်တွေနော်ဒါတွေကခုနဒါဓာတ်တော်တွေမွေးတော်တွေစံတော်တွေအန်တော်တွေခုနမြတ်စွာဘုရားရဲ့အတုံးဆောင်တွေဒါတွေကိုလည်းတဲ့မြတ်စွာဘုရားရဲ့အတုံးဆောင်တွေကိုလည်းပူဇော်လို့ရပါတယ်တဲ့နံပါတ်3မြတ်စွာဘုရားကိုအာယုံယူဖို့အတွက်မြတ်စွာဘုရားကိုရည်ညွှန်းထားတဲ့ရုပ်တုတွေဇေဒီတော်တွေကိုခုနကတီထားကိုးကွယ်ထားတဲ့ဟာတွေကိုပူဇော်လို့ရပါတယ်တဲ့ရှေးတုံဘုရားကြီးကိုသွားတယ်မြတ်စွာဘုရားရဲ့ကိုဘွားကျမတို့ကအလူငွေတွေစက္ကန့်လှူဒန်းမယ်ကျမတို့တွေကဝိထုတွေလုပ်မယ်ရေမိပန်းစီမိနန်းသားတွေကိုကျမတို့ကလှူဒန်းမယ်ဒီလိုပူဇော်လို့ရပါတယ်တဲ့အဲ့တော့ကျမတို့ကဒီလိုအရာတွေကိုပူဇော်တာဟာရုပ်တုတွေအယုတ်တွေကိုထိုင်ရှိခိုးနေတာမျိုးမဟုတ်ဘူးမင်းပြောသလိုငါတို့ကအယုတ်ကိုပူဇော်တာမျိုးမဟုတ်ဘူးအယုတ်ကိုရှစ်ခိုးနေတာမျိုးမဟုတ်ဘူးဘာမဟုတ်တဲ့ရှမ်းရုံနဲ့လှုပ်ထားတာတွေအုပ်ပုံနဲ့လှုပ်ထားတာတွေကိုငါတို့ကထိုင်ပြီးတော့မှဥကုန်းချပြီးစကားပြောနေတာမျိုးမဟုတ်ဘူးပုံတော်ကိုဂုံတော်မှတ်ပြီးတော့မှရှစ်ခိုးတာပူဇော်တာတို့တွေမိဘတွေရှိတယ်မိဘတွေကွယ်လွန်သွားတယ်မိဘတွေရဲ့ဓာတ်ပုံတွေကိုအိမ်မှာချိတ်ထားပြီးတော့မှရှစ်ခိုးတယ်ကြော့တယ်ငါမိဘမရှိတော့ဘူးငါမိဘရှိစဉ်ငါကဲ့သို့မိဘရဲ့အရင်အောက်မှာရှိနေတဲ့ကဲ့သို့မိဘရဲ့ပုံတော်ကိုတတိတရားနဲ့ကြည့်ပြီးတော့မှမိဘဆုံးမခဲ့တဲ့စကားတွေကိုလိုက်နာကျင့်ကြံနေထိုင်တာထိုနည်း၎င်းမဲ့မြတ်စွာဘုရားကတော့မရှိတော့ဘူးဒါပေမဲ့မြတ်စွာဘုရားရှင်းလင်းကစားမြတ်စွာဘုရားရဲ့အထိမ့်မှတ်အဖြစ်ပြုလုပ်ထားတဲ့နေရာတွေမှာမြတ်စွာဘုရားရှိတဲ့ကဲ့သို့မြတ်စွာဘုရားပြောဆိုဆုံးမလမ်းညွှန်ခဲ့တဲ့တရားတွေကိုတတိယပြီးတော့မှပူဇော်ရှိခိုးကြော့တာမင်းပြောတဲ့အယုတ်တွေရှိမှသွားပြီးတော့မှစကားထိုင်ပြောတာကိုအယုတ်တွေကဘာမှမတုံ့ပြန်ဘူးဟုတ်လားအဲ့တော့ဒိုးဖျားဟာလက်တွေ့အကြဆုံးမှာလက်တွေ့အဆန်ဆုံးမှာတက်တည်ပြစရာအထောက်အထားအများဆုံးဖျားပါဒိုးဗုဒ္ဓမြတ်စွာဟာယနေ့အချိန်ထိတက်တည်အထင်အရှားရှိနေစေဖျားပါတင်ရှိခဲ့တဲ့တင်ရှိသွားတယ်တက်ကရစ်ဘလောက်မှာနှစ်ပေါင်းဘလောက်မှာနော်ဘယ်နေရာမှာဘာလုပ်ခဲ့တယ်ဆိုတဲ့တမိုင်းအထောက်အထားတွေဒီနေ့ထိရှိနေသေးပါတက်တည်ပြရတာအများဆုံးလက်တွေ့အဆန်ဆုံးဖျားဖြစ်ပါတယ်ဖန်ဆင်းရှင်လည်းမဟုတ်ဘူးတကိုးရှင်လည်းမဟုတ်ဘူးသူကိုယ်တိုင်တော်မှတည်ခြင်းတရားကိုမလွန်ဆန်နိုင်မဲနဲ့ပြိဋိနိဗ္ဗာန်ပြုသွားတဲ့လူသားစစ်စစ်ဖျား
ဒီလိုလူသားတွေကိုကြင့်ကြံအားထုတ်ပေါင်းမြောက်နိုင်မှုအတွက်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်နေကပြောခဲ့တဲ့စကားတွေကအခုချိန်ထိမှန်နေစေပုံတော်ကိုဂုံတော်အဖြစ်ပူဇော်ကြတာမင်းပြောတဲ့အယုတ်တွေကိုထိုင်ရှိခိုး